အကိုညီမကိုပေးထားတဲ့ကတိကိုနေသွားပြီလားအကိုဆိုင်းတော်ရွာကနေထွက်ပြေးလာပြီးမကြသေးဘူးအဲ့ဒီရွာကိုပဲပြန်ရောက်လာတာကိုတွေးလိုက်ရပါတယ်ဘယ်လိုလုပ်ပြီးတော့ဒီကိုပြန်ရောက်လာလဲဆိုင်းတော်ကြောက်လန့်စွာထပ်ပြေးခဲ့ပါတယ်နောက်ဆုံးတော့ရွှေရဲ့အိမ်ရှိကိုရောက်လာခဲ့ပြီးတကားရှိမှရပ်နေတဲ့အရေးတစ်ခုကိုတွေးလိုက်ရတယ်ဗျအဲ့ဒီအရေးကသူရှိအောင်ကြည့်လိုက်တဲ့အချိန်မှာတော့ဆိုင်းတော်လည်းတကောလုံးအေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်ဗျတရားချောက်တယ်အကိုညီမကိုပေးထားတဲ့ကတိကိုနေသွားပြီလားအကိုဆိုင်းတော်ဘလောက်ပဲဖြစ်ဖြစ်ရွှေကြီးကတော့အနောက်ကနေအရိပ်လိုလိုက်နေခဲ့ပါတယ်ညီမအသေးသွားပြီလေအခုတော့ကိုမလိုက်ပါနဲ့တော့နော်ကိုလန်းကိုသွားပါတော့ဒါပေမဲ့ဘလောက်ပဲဖြစ်ဖြစ်အဲ့ဒီရွာကိုပဲပြန်ရောက်လာခဲ့ပါတယ်တကယ်ရောကျုပ်တောင်ကိုကြားကြလားကြိုက်ကြပါဦးဗျာဒါပေမဲ့ဘယ်သူမှပြန်မဖြေကြပါဘူးဆိုင်းတော်လည်းမျောလင်းချက်မဲ့စွာအိတ်တိန်နဲ့ပြုတ်ဝင်လိုက်တဲ့အချိန်အရှိအမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုပိုသွေးပြက်စေခဲ့ပါတယ်ပုတ်ပွားနေတဲ့မျက်နှာနဲ့ရွှေကြီးကသူ့ကိုရီပြကစောင်းဆိုင်နေခဲ့တယ်အကိုပဲပြေးပြေးမလွတ်ပါဘူးကျမနဲ့လာနေပါနော်